anti hypertensive တဲ့အဲ့တော့ဒီစကားလုံးမှာတော့ဒေါက်တာတို့က3ပိုင်းခွဲပြောရမယ်ပေါ့နော်အဲ့တော့နောက်ဆုံးက tensive 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 ဆိုတာဒီသူကဘယ်ရလာလဲဆိုတော့ tension 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 ဆိုတာဒီဖိအားကိုပြောတာဖိအားတနည်းအားဖြင့် pressure အဲ့တော့ဘသူရဲ့ pressure လဲဆိုတော့ဒေါက်တာတို့ခန္ဓာကိုယ်မှာ pressure ဆိုတဲ့ဒီဖိအားကဘသူနဲ့ဆိုင်တာလဲဆိုတော့သွေး blood pressure ဆိုရင်သွေးဖိအားတနည်းအားဖြင့်သွေးပေါင်ချိန်ဆိုပြီးတော့ခေါ်ကြတယ်အဲ့တော့ blood pressure နဲ့ဆိုင်တဲ့ဟာကိုဒေါက်တာတို့tension ဒါမှမဟုတ်ရင် tensive လို့ခေါ်တာပေါ့နော်ဟုတ်ပြီအဲ့တော့ tensive ဆိုတာဒီသွေးပေါင်ချိန်ကိုကိုစားပြုရဲဆိုတာသိသွားပြီပေါ့နော်အဲ့ဒါပြီးရင် hyper ဆိုတဲ့စကားလုံးအဲ့တော့ hyper ကျတော့ဘာဖြစ်တာလဲဆိုတော့ပုံမှန်ထက်များတာကို hyper လို့ခေါ်တယ်ဥပမာသွေးထဲမှာရှိတဲ့ level တစ်ခုပေါ့နော်ခုဆိုရင်ဒီသွေးပေါင်ချိန် level ပေါ့သွေးပေါင်ချိန် level ကပုံမှန်ထက်များနေရင်အဲ့ဆိုရင်ဒေါက်တာတို့က hyper ဆိုတဲ့စကားလုံးလေးနဲ့သုံးတယ်အဲ့တော့အဲ့လိုမျိုးပဲခန္ဓာကိုယ်ထဲမှာဥပမာအချိုဓာတ်ပုံမှန်ထက်များနေရင်အဲ့များနေတဲ့စကားလုံးလေးနဲ့ hyper အနေနဲ့ဒေါက်တာတို့သုံးတယ်ပေါ့နော်အဲ့တော့ hyper ရှိမယ်ပြီးရင် normal ရှိမယ်ပြီးရင်နည်းတာကိုကြတော့ hypo လို့ခေါ်တယ်အဲ့တော့များတာကို hyper နည်းတာကိုကြတော့ hypo အဲ့တော့ဘယ်သူထက်များလဲဆိုတော့ပုံမှန်ထက်များမယ် hypo ကကြတော့ပုံမှန်ထက်နည်းမယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ထဲမှာ level တစ်ခုကအချိုဓာတ်ပဲဖြစ်ဒါမှမဟုတ်လည်းသွေးပေါင်ချိန်ပဲဖြစ်ဒါမှမဟုတ်လည်းခန္ဓာကိုယ်ထဲမှာရှိတဲ့ calcium ဓာတ်တို့ magnesium တို့ sodium တို့အဲ့ဒီဓာတ်တွေကနည်းတာများတာပဲဖြစ်ပေါ့နော်အဲ့တော့ဘယ်ဟာပဲဖြစ်အဲ့လိုနည်းတာများတာဆိုရင်တစ်ခုကများနေတယ်ဆိုရင် hyper လို့သုံးတယ်တစ်ခုကနည်းနေရင်တော့ hypo လို့သုံးတယ်ကဲအဲ့တော့အဲ့ဆိုရင်ဒီစကားလုံးလေးရဲ့အဓိပ္ပာယ်ကိုသိသွားပြီပေါ့နော်tensive ဆိုတာဒီဘာလဲဆိုတော့ blood pressure သွေးပေါင်ချိန်အဲ့တော့ hyper ဆိုတော့သွေးပေါင်ချိန်ကဘာဖြစ်တာများတာเนาะသွေးပေါင်ချိန်များတာအဲ့တော့ hypertensive ဆိုတာအဲ့နှလုံးကသိသွားပြီသွေးပေါင်ချိန်များတာအဲ့တော့သွေးပေါင်ချိန်များတာကို anti ဆိုတော့ဘာလုပ်မလဲဆိုတော့ဆန့်ကျင်မယ်เนาะအဲ့တော့ hypertensive ဆိုတာဒီသွေးပေါင်ချိန်များတာအဲ့တော့ anti ဆိုတာဒီဆန့်ကျင်မယ်သွေးပေါင်ချိန်များတာကိုဆန့်ကျင်တယ်ဆိုတော့မြန်မာနာမည်နဲ့တော့ဒါတော့ဘယ်လိုခေါ်လိုက်လဲဆိုတော့သွေးကြစီပေါ့เนาะသွေးပေါင်ချိန်များတာကိုဆန့်ကျင်တဲ့ဆေးဆိုတော့သွေးကြစီအဲ့တော့ဒီ anti hypertensive ဆိုတာဒီအဲ့ဒါသွေးကြစီပဲ